လောက်ဒီပညာစုံပြီးတော့ premium ဆန်နဲ့ 150cc စကူတာကဘယ်ဂျပန် brand မှမလိုက်နိုင်တဲ့ဈေးနှုန်း1000ပဲနဲ့ထုတ်ပြလာတာဖြစ်ပါတယ်အခုထိုင်းမှာအကောင်းဘက်ကရောအဆိုးဘက်ကပါလူပြောများနေတဲ့ဇွန်တက်150အိတ်ကဘာတွေထူးခြားလဲဘလို့ဒီပညာတွေပါလို့ဆိုင်ငယ်သမားတွေကြားအတော်လေးကိုလောက်ခတ်သွားရတာလဲဘလို့စွမ်းဆောင်ရည်တွေရှိမလဲဘလို့လူတွေအတွက်ဖြစ်မလဲဆိုတာကိုကြည့်လိုက်ကြရအောင်ဗီဒီယိုရဲ့နောက်ဆုံးအပိုင်းမှာ 150cc စကူတာဆိုင်ငယ်ကနေပြီးတော့မျှော်လင့်မထားတဲ့ဒီပညာတွေအများကြီးအကြောင်းပြောပြပေးသွားမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ရင်ခုန်လိုက်ကြရအောင်ပထမပိုင်းအနေနဲ့သူ့ရဲ့ design နဲ့သူ့မှာတက်ဆင်ထားတဲ့ frame ရဲ့ထူးခြားချက်တွေကိုပြောပါမယ်ဇွန်တက်150အိတ်ကိုပထမဆုံးမြင်ချင်းသူ့ရဲ့ရုပ်ထွက်က sport toning ပုံစံဖြစ်ပြီးတော့ခက်ထန်တန်မာတဲ့ design ပေါက်ပါတယ်အဓိကလူကိုဆွဲဆောင်နိုင်တာကဇွန်တက်ရဲ့ကိုယ်ပိုင်အမှတ်သားဖြစ်တဲ့အိတ်ပုံတံ LED daylight ဖြစ်ပါတယ်ညာဘက်တင်မကပဲနဲ့နေဘက်တင်မှာပါမြင်ရတဲ့သူတိုင်းကလှည့်ကြည့်ရလောက်အောင်ဆွဲဆောင်မှုမြင်ပါပါတယ်သူ့ရဲ့ရုပ်ထွက်ကိုကြည့်ပြီးတော့ဘလို့ပုံစံရှိတယ်ဆိုတာကို comment မှာလည်းရေးသွားပေးကြပါဦးနောက်တစ်ခုကတော့ 150cc ဂျပန် brand တွေကိုတွန်းအားတစ်ခုဖြစ်စေမဲ့ဇွန်တက်150အိတ်ရဲ့ frame အကြောင်းကိုဆက်ပြောပါမယ် 150cc စကူတာတွေထဲမှာပထမဆုံး aluminum alloy frame ကိုထည့်ပေးလာတာကတော့တော်တော်လေးကိုထူးထူးခြားခြားဖြစ်ပါတယ် 150cc တန်းဂျပန် brand အများစုကတာမန်တန်ပိုင်လိုင်း steel frame တွေကိုသုံးလေးရှိပါတယ်ဒါပေမဲ့ဇွန်တက်150အိတ်ကတော့ performance ကားကြီးတွေနဲ့ big bike တွေမှာသုံးလေးရှိတဲ့အဆင့်မြင့်နည်းပညာကိုယူသုံးထားတာပါသူ့ရဲ့ main frame ကိုအရေးသွင်းမြင့် aluminum alloy နဲ့ပုံသွင်းထုတ်လုပ်ထားတာဖြစ်ပါတယ်ဒါကြောင့်တန် frame တွေထက်ပုံမပေါ့ပါပြီးတော့ကြန့်ခိုင်မှုကလည်းပုံမြင့်မားပါတယ်ဒီ frame တစ်ခုလုံးရဲ့အလေးချိန်က 8.5 kg ပဲရှိတာပါကိုယ်တဲ့ frame ပေါ်ပါသွားတဲ့အတွက်ဆိုင်ငယ်တစ်စီးလုံးရဲ့အလေးချိန်က108 kg ပဲရှိတဲ့အတွက်အရန်နဲ့မှကိုပေါ်တဲ့ဆိုင်ငယ်လို့ပြောလို့ရပါတယ် power to rate ratio အလေးချိန်နဲ့ power အချိုးကိုပိုကောင်းစေတဲ့အတွက်အထက်မှာအများကြီးတိတာစေပါတယ်တရုတ် brand ဖြစ်လို့လူတွေကကြန့်ခိုင်မှုပိုင်းမှာတန်တရားဝင်မယ်ဆိုတာလည်းပဲတရုတ်ကြီးတွေကကြိုတွက်ထားပြီးသားပါဒါကြောင့်ဇွန်တက်ကသူ့ရဲ့ light rate aluminum alloy frame အတွက်ထိုင်းနိုင်ငံမှာအကြီးမားဆုံး light time run တသက်တာအာမခံချက်ပေးထားပါတယ် 150cc စကူတာလောကမှာကိုတဲ့ frame ကိုတသက်တာအာမခံချက်ပေးတာဇွန်တက်150တစည်းပဲရှိပါသေးတယ်ဒုတိယပိုင်းအနေနဲ့သူ့ရဲ့ engine ကြောင်းကိုဆက်ပြောပါမယ် 150cc ဆိုင်ငယ်တစည်းကနေပြီးတော့မြင်းကောင်းရေ18ကောင်ကျော်ထွက်တယ်ဆိုတာကတော်ရုံတန်ရုံနည်းပညာနဲ့မရပါဘူးဒါကြောင့်ဇွန်တက်150ရဲ့ engine ကဈေးကွက်ထက်က senior ဆရာကြီးတွေကိုတရားဝင်စိန်ခေါ်လိုက်တာပါသူ့မှာသုံးထားတာက 149.5cc single cylinder 4 bay နဲ့ liquid coolant ဖြစ်ပြီးတော့ high compression engine ဖြစ်ပါတယ် high compression engine ဆိုတာကဓာတ်ရိုက်ဘာသာပြန်ရမယ်ဆိုရင် ဖိအားမြင့် engine လို့အဓိပ္ပာယ်ရပါတယ် 8900 rpm မှာ 17.9 hp ထွက်ပြီးတော့ 9500 rpm မှာ 14.5 newton meter ထွက်ပါတယ်ဒီကောင်ရဲ့ compression ratio က 12.5 အချိုးတစ်တောင်ရှိတာဖြစ်ပါတယ်ဒါဟာ keyboard sport ဆိုင်ငယ်ကြီးတွေနဲ့တွတ်တူနေတာပါ compression ratio ဒီလောက်မြင့်တဲ့အတွက် engine ကစီရွေးပါတယ်အောက်တိန်နဲ့စီတွေဒါမှမဟုတ်စီမတတ်တာတွေထည့်မိရင် engine က pre injection ဒါမှမဟုတ် engine knocking ဖြစ်နိုင်ဖို့ရာခိုင်နှုန်းပုံများပါတယ်သူ့ရဲ့အဓိပ္ပာယ်ကတော့အချိန်မတိုင်ခင်ပေါက်ကွဲခြင်းလို့ဓာတ်ရိုက်ဘာသာပြန်လို့ရပါတယ်အောက်တိန်နဲ့စီတွေကအပူခံနိုင်ရပိုနိုင်နဲ့ဖိအားမြင့်မြင့်နဲ့ဖိလိုက်တဲ့အခါမှာအပူပိုထွက်ပါတယ်ဒီအပူချိန်ကြောင့်ပလက်ကမီးမပေးရသေးခင်မှာပဲ engine ကပေါက်ကွဲသွားတတ်ပါတယ်ဒီလိုဖြစ်ရင် engine power လည်းတီးတိတာကျဆင်းသွားပါတယ်နောက်တစ်ခုက piston ကအရှိန်နဲ့အပေါ်ကိုတက်နေတော့မှာပဲအချိန်မတိုင်ခင်ကျိုးပေါက်ကွဲလိုက်တာဖြစ်တဲ့အတွက်ဆန့်ကျင်ဘက်အင်အားနှစ်ခုရိုင်းမိသလိုဖြစ်သွားပါတယ်ဒါကြောင့် engine အစိတ်ပိုင်းတွေကျိုးပဲပျက်စီးခြင်းဖြစ်တတ်ပါတယ်ရေရှည်မှာစီမတတ်တာတွေဇက်တိုက်သုံးမိရင် piston နဲ့ဘားတွေပျက်စီးလွယ်ပြီးတော့ engine တက်တန်းလည်းတိုးသွားနိုင်ပါတယ် 150cc ဂျပန် engine တွေနဲ့ဇွန်တက်150ကပါကွာတာလဲကျွန်တော်မောင်းနေကြ 150cc ဂျပန် auto engine တွေဟာတဖြည်းဖြည်းချင်းနဲ့တက်သွားမယ်အရှိန်ရလာရင်တည်ငြိမ်နဲ့ငြိမ်ညောင်းတယ်ဆိုတဲ့ခံစားချက်မျိုးပါဒါပေမဲ့ဇွန်တက်150ရဲ့ engine ကတော့အဲ့လိုမဟုတ်ပါဘူးသူကဇက်ဇက်ကျဲကောင်းပါ RPM အလယ်နဲ့အမြင့်ပိုင်းကိုရောက်လေလေ engine တန်ကပုံမှန်လာပြီးတော့ဒုံကနေတိုင်းကနေရုံးနိုင်တာပါ Honda PCX နဲ့ Yamaha MX ရဲ့ engine တွေကအကြမ်းခံပြီးကီလိုသိန်းချီ AC မောင်းလို့ရတယ်ဆိုတာကိုသက်သေပြပြီးပါပြီဇွန်တက်ရဲ့ဒီ engine အသစ်ကတော့အစပိုင်းမှာစွမ်းဆောင်ရည်ရှက်ကျမ်းပေမဲ့နောက်9နှစ်မှာ engine ဖွင့်စရာမလိုပဲအကြမ်းခံပါမလားဆိုတာကတော့စောင့်ကြည့်ရအောင်မယ့်အပိုင်းဖြစ်ပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းတရုတ်ကြီးက Japan brand တွေ need to engine အာမခံပေးထားပါတယ်ဇွန်တက်150ရဲ့အာမခံက Yamaha MX ရဲ့အာမခံချက်နဲ့တူညီပါတယ်စပိုင်းဆိုင်ရာအထွေထွေအာမခံချက်နဲ့ engine အာမခံချက်တွေကို9နှစ်ဒါမှမဟုတ်ကီလို9000အထိကိုအာမခံပေးထားပါတယ်ဒါဟာဈေးကွက်ထဲက Japan brand တွေနဲ့ရှင်ပြီးတော့အာမခံချက်ပေးရတဲ့ဇွန်တက်ပဲဖြစ်ပါတယ်ဗျနောက်တစ်ခုကသူ့ရဲ့ fuel tank ကိုလည်း highlight လုပ်ပြောရပါမယ်စီဝင်ဆက်မှုက17လီတာဖြစ်တဲ့အတွက်ခရီးဝေးထွက်တဲ့အခါမှာအရန်နဲ့မှကိုအဆင်ပြေပါတယ်သူတို့ကတော့ fuel အပြည့်ထည့်ထားမယ်ဆိုရင်400ကီလိုမီတာကနေပြီးတော့900ကီလိုမီတာအထိသွားနိုင်တယ်လို့ပြောထားပါတယ်1လီတာကို35ကီလိုမီတာကနေပြီးတော့42ကီလိုမီတာအထိကိုသွားနိုင်ပါတယ်မြို့ရင်းမောင်းနေမယ်ဆိုရင်တော့1လီတာကို35ကနေ38ကီလိုမီတာဝန်းကျင်တော့မောင်းနိုင်ပါတယ်ဗျ engine power က18ကောင်နီးပါးအထိထွက်တဲ့ performance ဖြစ်ပေမဲ့စက်ရုံကနေပြီးတော့ high compression ratio စနစ်နဲ့ Bosch ရဲ့ EFI စနစ်ကိုတိတိကျကျ collaboration လုပ်ပေးထားလို့ engine အစွဲယုံကျန်းတလောက်စီစားနှုန်းကတော့အတော်လေးမျှတပြီးတော့တက်တာတယ်လို့ပြောလို့ရပါတယ်တတိယပိုင်းအနေနဲ့သူ့ရဲ့ကြံနေသေးတဲ့နည်းပညာတွေအကြောင်းကိုဆက်ပြော
ပြောပါမယ်လူတိုင်းတတိမထားမိသေးတဲ့သူ့ရဲ့နီးပညာအသေးစိတ်ကိုတစ်ချက်ချင်းစီဖွင့်ချပေးပါမယ်တစ်ဆက်တည်းမှာပဲသူ့ရဲ့အားနည်းချက်တွေကိုလည်းပြောပြပေးသွားမှာဖြစ်ပါတယ်ဗျနံပါတ်1ငါးလက်မကျဲတဲ့သူ့ရဲ့ Dynquet display ကြောင်းပါအယောင်ကာလာစုံနဲ့ TFT display ဖြစ်ပါတယ် screen monitoring နဲ့ navigation ဒါကတကယ် electric ကားကြီးတွေနဲ့ bit byte အထက်တန်းစားတွေမှာပဲရတဲ့ future ပါ Zonda Smart App ကနေတဆင့်ဖုန်းနဲ့ဆိုင်ငယ်ကို Bluetooth နဲ့ချိတ်ဆက်လိုက်တာနဲ့ full navigation မြေပုံလမ်းညွှန်ချက်ကိုဆိုင်ငယ်တိုင်ခွက်မှာတိုက်ရိုက်ကြည့်လို့ရနိုင်တာပါနောက်တစ်ခုကဖုန်းရဲ့ screen တစ်ခုလုံးကိုဆိုင်ငယ်တိုင်ခွက်ပေါ်မှာပေါ်လာအောင် monitoring လုပ်လို့ရတဲ့အတွက်ဆိုင်ငယ်တိုင်ခွက်မှာပဲဗီဒီယိုတွေကြည့်တာမျိုးအထိလုပ်နိုင်ပါတယ်ဆိုင်ငယ်ရဲ့ရှင်းနောက်တာယာအခြေအနေနဲ့လေပေါင်ကိုတိုင်ခွက်မှာလည်းပြတ်တာပေးပါသေးတယ်ဒါအတွက်ကြောင့်လေပေါင်ရော့ရင်လည်းချက်ချင်းသိနိုင်တာဖြစ်ပါတယ်တာယာကလေယိုစိတ်နေတာဒါမှမဟုတ်တန်ဆူးသွားတာမျိုးဆိုရင်လည်းတိုင်ခွက်ကနေအလန်းချက်ချင်းပြပေးမှာဖြစ်ပါတယ်ဗျနောက်ထပ်သူ့မှာ riding mode 3မျိုးလည်းပါပါသေးတယ် casual mode sport mode touring mode ဖြစ်ပါတယ် mode လိုက် UI design တွေပါပြောင်းပေးတာပါ casual mode ဆိုရင်နေ့စဉ်မြို့ရင်းစီးဖို့အတွက်ရိုးရှင်းတဲ့တိုင်ခွက်ပုံစံဖြစ်ပါတယ် sport mode ဆိုအချိန်ပြင်းပြင်းနဲ့မောင်းဖို့အတွက်အပြင် UI design ကလည်းပဲ RPM တိုင်ခွက်ကြီးရှေ့ကနေထိုးထွက်နေပြီးတော့စိတ်လို့ရှားစရာကောင်းတဲ့ sport sensor design ဖြစ်ပါတယ် touring mode ဆိုရင်ခရီးဝေးသွားတဲ့အခါမှာလမ်းကြောင်းပြမြေပုံစီစားနှုတ်နဲ့တာယာအခြေအနေတွေကိုကွက်ကွက်ကွင်းကွင်းမြင်သာအောင်ပြသပေးမဲ့ပုံစံဖြစ်ပါတယ်နောက်တစ်ခုက keyless control system ပါသူ့မှာတုံးထားတဲ့ keyless စနစ်ကတာမန် keyless တွေချက်နည်းပညာပုံမြင့်ထားတာဖြစ်တဲ့ generation 3.0 control system ကိုတုံးထားတာဖြစ်ပါတယ်အဲဒါကြောင့်မို့တော်တော်လေးကိုလမ်းတယ်လို့နည်းပညာကလည်းပို့ဆုံပါတယ်ဆိုင်ငယ်ကလှည့်ခွင့်လှည့်ပိတ်ရတဲ့တော့အောင်မပါတော့ပါဘူး smart key ကိုအိတ်ထဲထည့်ထားရုံပါပဲဆိုင်ငယ်နဲ့ 1.5 မီတာတနည်း4ပေကျော်5ပေနီးပါးအကွာဝေးရောက်တာနဲ့ဆိုင်ငယ်ကတော့ကိုအလိုလျောက်သိရှိပြီးတော့ဆိုင်ငယ်လော့ပွင့်သွားမှာပဲဖြစ်ပါတယ်ဆိုင်ငယ်နဲ့ 1.5 မီတာထက်ဝေးသွားတာနဲ့ဆိုင်ငယ်ကအလိုလျောက်လော့ဖြစ်သွားမှာဖြစ်လို့တော့ပိတ်ဖို့မေးတတ်တဲ့သူတွေအတွက်ကတော့အရန်ထဲမှာကိုအဆင်ပြေပါတယ် Honda Yamaha ဆိုင်ငယ်တွေမှာ smart key အားကုန်နေရင်ဆိုင်ငယ်ကတော့ဖွင့်ပိတ်ခလုတ်ကိုသုံးပြီးတော့သက်ဆိုင်ရာနံပါတ်လေးတွေနဲ့သုံးပြီးတော့ဖွင့်ရပါတယ်ဆိုတော့150အိမ်မှာကြတော့တော့ဖွင့်ပိတ်လို့ရတဲ့ခလုတ်မပါလာတဲ့အတွက်ဘယ်လိုလုပ်မလဲဒါပေမဲ့စိတ်ပူစရာမလိုပါဘူး smart key ကအလုံးဝကုန်နေတာမှစနိုးလို့ရတဲ့စနစ်ကိုထည့်သွင်းပေးထားပါတယ်ဆိုင်ငယ်ရဲ့ရှေ့ကထဲမှာရှိတဲ့ no power sensor area ဖြစ်တဲ့ IMO ဆိုတဲ့စာသားနေရာမှာ smart key ကိုကပ်ပြီးတော့ engine step ပေးလိုက်တာနဲ့ဆိုင်ငယ်ကစနိုးသွားမှာဖြစ်ပါတယ် electronic fuel tank လော့စီတိုင်းကီအဖုံးကိုလက်စနဲ့ပဲထိန်းချုပ်ဖွင့်ပေးရတာဖြစ်ပါတယ်သူ့အတွက်ဘတ်တန်တော့မပါပါဘူးလက်နဲ့ပဲဆွဲဖွင့်ရမှာပဲဖြစ်ပါတယ်ဗျ electronic seal လော့ထိုင်ကုန်အောက်ကစီးပေါက်ကိုလည်းပဲလက်ကင်ဘက်ကစီးကလုတ်ကိုနှိပ်ပြီးတော့လက်ကျစနစ်နဲ့ဖွင့်နိုင်ပါတယ်ဒါအပြင်ပို့ပြီးလမ်းတာကစီးပေါက်ကို Zonda Smart App ကနေတဆင့်ဖုန်းထဲကနေလည်းလှမ်းဖွင့်လို့ရပါသေးတယ်ဗျအားနည်းချက်တော့ရှိပါတယ်ထိုင်ကုန်နဲ့စီတိုင်ကီဖုံးကဆိုင်ငယ်ဘက်ထရီနဲ့ချိတ်ဆက်ပြီးပွင့်တဲ့စနစ်ဖြစ်တဲ့အတွက်ဘက်ထရီကအားလုံးကုန်သွားတဲ့အခါမျိုးမှာစီတိုင်ကီနဲ့စီးပေါက်ကိုခလုတ်နှိပ်ပြီးတော့ဖွင့်လို့ရမှာမဟုတ်တော့ပါဘူး MS ဆိုင်ငယ်လိုမျိုးစီးပေါက်ကို physical key နဲ့ဖွင့်လို့မရတာကလည်းအားနည်းချက်တစ်ခုဖြစ်ပါတယ်အဲ့တော့ထိုင်ကုန်အောက်ကဘက်ထရီကိုပြန်အသွင်းဖို့အတွက်စီးပေါက်ကိုဖွင့်မှရပါမယ်ဆိုင်ငယ်ရဲ့ရှေ့ကာဘာကိုခွာပြီးတော့ emergency charging port ကနေအပြင်ကတွဲပုတ်ဘက်ထရီတစ်ခုနဲ့ချိတ်ဆက်ပြီးတော့စီးပေါက်ကိုအရင်ဖွင့်ရပါမယ်ပြီးမှဆိုင်ငယ်ရဲ့ဘက်ထရီကိုအသွင်းတာအသစ်လေးလက်တာတွေလုံးနိုင်မှာပါအခုလိုအားနည်းချက်ရှိတယ်ဆိုပေမဲ့ဖြစ်တော့ဖြစ်ခဲ့ပါဆိုင်ငယ်ကနေဘက်ထရီရဲ့အခြေအနေကိုအမြဲတမ်းကြည့်လို့ရတာဖြစ်တဲ့အတွက်ဘက်ထရီအားနည်းလာရင်ကြိုတင်အသွင်းထားပါကဒီပြဿနာကိုမဖြစ်တော့ပါဘူးဒီကောင်းရဲ့ smart key က IP67 level အထိဖုံဖုံနဲ့ရေဆိုခံနိုင်စွမ်းရှိလို့မိုးရတဲ့သွားလာရင်ရေဆိုသွားလဲပျက်စီးမှာကိုစိတ်ပူစရာမလိုပါဘူးဒါပေမဲ့ user တွေရဲ့ review အရရေဆိုနေတဲ့အခါမှာဆိုင်ငယ်က smart key ရဲ့ signal ကိုရှာမတွေ့ပဲနဲ့လုံးမပွင့်တဲ့ပြဿနာတွေတစ်ခါတလေကြုံရတယ်လို့ဆိုပါတယ်ဒီပြဿနာကအခြေအနေမျိုးကြောင့်ပဲဆိုင်ငယ်ရဲ့ smart key မဆိုတစ်ခါတလေမှာဖြစ်တတ်တဲ့အားနည်းချက်ပါ Zonda ရဲ့ 3.0 keyless စနစ်ကဆိုင်ငယ်ရဲ့အုံနောက်ဖြစ်တဲ့ ECU TFT auto time ကွက် 4G GPS နဲ့ Bluetooth စနစ်စတာတွေနဲ့အချိန်နဲ့တပြေးညီ real time ချိတ်ဆက်လုပ်ဆောင်ပေးတာမို့ဖုန်းလိုင်းတာဝါတိုင်ကြီးတွေနီးနာဗီဒီယိုထုတ်လွှင့်တဲ့နေရာတွေဒါမှမဟုတ်တော့ကိုမိမိရဲ့ smartphone နဲ့ကပ်ပြီးတော့အဲ့ဒီခုတည်းအတူတူထည့်ထားမိတဲ့အခါမျိုးမှာ line ချင်းချင်းနှောက်ယှက်မှု signal jam ဖြစ်ပြီးတော့ဆိုင်ငယ်ကတော့ကိုရှာမတွေ့တာမျိုးတွေတစ်ခါတလေခဏတစ်ပြုတ်ကြုံရတတ်ပါတယ်ဒီလိုအခါမျိုးမှာရှေ့ကန့်တွေကရေးပေါ် sensor IMO ကိုတော့ကပ်ပြီးတော့နှိုးရပါတယ် electronic windshield ခလုတ်တစ်ချက်လေးနှိပ်လိုက်ရုံနဲ့ရှေ့လေကာမန်ကိုအလိုလျောက်အတင်ချလုပ်ပေးနိုင်တာကြီးကလည်းတကယ်ကို premium ဆန်နဲ့ခန်းစားချက်ကိုရစီမှာဖြစ်တဲ့အပြင်အချိန်ပြင်းပြင်းနဲ့မောင်းနေရင်ရင်ဘက်ကိုလေတိုးတဲ့တန်ကလည်းအကောင်းဆုံးကောက်ွယ်ပေးပါတယ်နိပညာစုံနဲ့ scooter မိုက်စားတွေကိုမှသဘောကျတဲ့ညီကိုတွေအတွက် Zonda 150ကတကယ်ကို top premium ဆန်ဆန်ကွဲထွက်လို့နေပါတယ်စမကြတဲ့ Zonda 150ရဲ့ future တွေကဘာလို့အကြိုက်ဆုံးရှိလဲ comment မှာရေးခဲ့ပေးကြပါဦးနောက်ပြီးတော့သူ့ရဲ့ safety future တွေကိုဆက်ပြောပါမယ်ရှင်းနောက်ဘိန်းတွေမှာ deep brake ဖြစ်ပြီးတော့ dual channel ABS ပါဝင်တာကြောင့်ရုတ်တရက် brake ဆောင်ဖမ်းတဲ့အခြေအနေမျိုးမှာဘိန်းလုံးမဖြစ်အောင်လဲကာကွယ်ပေးပါတယ် TC ရဲ့ traction control system မိုးရွာလို့လမ်းလျှောက်နေတဲ့အချိန်ဒါမှမဟုတ်သဲရှွန့်လမ်းတွေပေါ်မှာလီဗာဆွဲလိုက်တာနဲ့နောက်ဘိန်းချော်ပြီးတော့လက်ထွက်မသွားအောင် engine power ကိုလိုလျောက်ထိန်းညှိပေးကဘိန်းချော်ခြင်းကလည်းကာကွယ်ပေးပါတယ်နောက်ထပ်သူ့မှာ sport bike တွေမှာသုံးတဲ့ big piston ဖြစ်တဲ့ရှေ့လျှော့ပါ telescopic ဖောင်းကိုသုံးထားပါသေးတယ်အကွေးကောက်တွေမှာတက်တောင့်တက်တာရှိစေပြီးတော့ handle bar တုံခါမှုကိုအထီးရောက်ဆုံးချော့ချပေးလို့မောင်းနေရတာလည်းပို့ပြီးတော့တည်ငြိမ်ပါတယ်နောက်ချော့ပါကလည်း dual ချော့ absorber ဖြစ်ပြီးတော့စီးသူရဲ့အလေးချိန်မှာမူတည်ပြီးတော့အတိုးချော့ adjustable လုပ်နိုင်ပါတယ် bay in duck gun ready တချို့သူတွေမှားကြတာကအဲ့ဒါကိုကင်မရာလို့ထင်ကြတာပဲဖြစ်ပါတယ်တကယ်တော့ကင်မရာတက်ဆင်ဖို့စက်ရုံက mountain point နေရာခြံထားပေးတာပါဆိုင်ငယ်မှာ duck gun ထည့်သွင်းရတာလွယ်ကူအောင်လို့စီစဉ်ပေးထားတာဖြစ်ပါတယ်ဆိုင်ငယ်ရဲ့ရှေ့ဘက်မှာဘောက်သေးလေးနှစ်ခုပါမယ်ဆိုင်ငယ်ရဲ့စီးပေါက်ကလည်းပဲ helmet နှလုံးထည့်လို့ရလောက်တဲ့အထိကျဲပါတယ်အစအစအရာရာ user တွေအဆင်ပြေအောင်လို့လုပ်ပေးထားတဲ့ဒီကောင်ကပေးရတဲ့ဈေးနဲ့တန်ရဲ့လားဒီလောက်ဒီပညာစုံပြီးတော့ premium ဆန်နဲ့ 150cc scooter ကဘယ် Japan brand မှာမလိုက်နိုင်တဲ့ဈေးနှုန်း9000ခွဲပဲနဲ့ထုတ်ပြလာတာဖြစ်ပါတယ်ဒီချက်ကဘလောက်ပဲတရုတ်ဘိန်းကိုမကြိုက်ဘူးပဲပြော
ဒီလောက်ဒီပညာမြင့်ပြီးတော့ပရီမီယံဆန်တဲ့ဘိန်းကိုဒီဈေးနဲ့ထုတ်ပြလာတဲ့တရုတ်ကြီးတွေကိုကျေးဇူးတင်ရပါမယ်ကျွန်တော်အနေနဲ့ကတော့ဂျပန်ဘိန်းတွေက10နှစ်ခံတယ်ပဲထားဗျာဒီဘိန်းက9နှစ်10နှစ်ထိအသုံးခံမယ်ဆိုရင်သူဈေးနဲ့သူကတော့ရေသေးကောင်းတယ်လို့ပြောပါမယ်ဒါပေမဲ့2026လေးလပိုင်းကမှတရားဝင်ထုတ်ပြလာတဲ့ဘိန်းဖြစ်တဲ့အတွက်သူ့ရဲ့ engine နဲ့ body ရဲ့ရေရှည်ခံနိုင်စွမ်းဘယ်လောက်ထိရှိမလဲဆိုတာကတော့စောင့်ကြည့်ရမယ့်အခြေအနေပဲဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ရိုးသေးသေးစီးတဲ့သူအတွက်ကတော့ရေရှည်ခံမှာပဲဖြစ်ပါတယ်ဆိုင်ငံတစ်စီးရဲ့ရေရှည်ခံနိုင်စွမ်းကစီးတဲ့သူပေါ်မှာလည်းအများကြီးမူတည်ပါတယ်အစာပိုင်းမှာကောင်းပြီးတော့နောက်ပိုင်းမှာပြင်နေရမယ့်ဘိန်းလို့မိတ်ဆွေတို့မြင်လားဒါမှမဟုတ်ဂျပန် brand အနေနဲ့ငင်လားငလားပြန်ဖိုင်နိုင်မဲ့ကောင်လို့မြင်လားညီကိုမိတ်ဆွေတို့ကရောဘယ်လိုမြင်ကြလဲကိုယ့်ရဲ့အမြင်လေးတွေကိုဝင်ရောက်ဆွေးနွေးဝေဖန်ပေးသွားကြပါဦးဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်ဗျ